မျိုးသမီးတွေကအတူနေခြင်းစိတ်ဘာကြောင့်မဖြစ်တော့တာလဲဆိုတော့ဒီအချက်တွေကြောင့်ပါရှင်မျိုးသမီးတွေအများစုကတားဆက်ချားကျူးတွေကိုအသုံးပြုရတာကြောင့်သူတို့ရဲ့လိမ့်စိတ်ယုံနေမှုကိုသူတို့ကဖြစ်စေတယ်။သူတို့ရဲ့ဥပ္ပခါပြူတာဂယုမဆိုင်တာနားလည်မှုမပေးနိုင်တာဖေးမမှုမရှိတာတွေပြီးတော့ဒါတွေကြောင့်စိတ်ဖိစီးမှုတွေများလို့ရှိရင်လည်းဒီလိုမျိုးဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုကကြတော့အေးရေးပြက်များတာတွေပေါ့နော်။အေးရေးပြက်များတာတွေပင်ပန်းတာတွေဒါတွေကြောင့်လည်းလိမ့်စိတ်ကိုယုံနေစေတယ်လို့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခလေးမွေးပြီးသွားတဲ့မိခင်တွေတော်တော်များများဖြစ်တာပေါ့နော်။အတူနေတဲ့အချိန်မှာအရောက်မှာနာကျင်လုံးအကြီးလို့အတူမနေခြင်းတဲ့စိတ်တွေဖြစ်သွားစေရပေါ့နော်။ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီမိမကိုက6တွေ့သွားလို့ပေါ့နော်ခလေးမွေးပြီးတဲ့နောက်ပိုင်းမှာဟော်မုန်းတွေပြောင်းလဲသွားပြီးတော့မိမကို6တွေ့လို့ရှိရင်အတူနေခြင်းစိတ်တွေကိုယုံနေစေရပေါ့နော်အဲ့တော့အခုလိုမျိုး6တွေ့လို့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်တော့တဲလေးတို့တွေအိမ်တော်ကြီးဒုက္ခပြသွားခြင်းကိုတက်ဆိုရင်ဟောဒီမှာမမူရဲ့အိုးမိုင်စင်အတွဲလေးရှိတယ်ဒီဆက်ပြလေးနဲ့စိတ်သက်သက်စင်တိုင်းသူကကြတော့မိချောင်းစီဆက်ပြလေးပေါ့နော်သူကကြတော့သုံးမယ်ဆိုလို့ရှိရင်တဲလေးတို့တွေအဆိုတက်ကလေးကိုထိမ့်ပေးပြီးတော့ pH level ကိုညီများစေတယ်ပြီးသားပြီဆိုလို့ရှိရင်ဟောဒီကအိုးမိုင်စင်ဒီဂက်စီရန်လေးကိုသုံးလိုက်မယ်ဆိုလို့ရှိရင်တော့အတူနေအချိန်မှာနာကျင်တာတွေကိုတက်တာစီမှာဖြစ်ပါတယ်အဲ့တော့တဲလေးတို့တွေနော်အတူနေခြင်းစိတ်တွေယုံနေနေပြီးကိုယ့်ရဲ့အမျိုးသမီးပေါ့နော်သူနေခြင်းစိတ်မရှိတော့ဘူးဆိုလို့ရှိရင်တော့မဟုတ်စီရဟောဒီကအတွဲလေးကိုတစ်ချက်လောက်ဝယ်ပြီးတော့သုံးကြည့်ခိုင်းကြည့်လိုက်ပါရှင့် okay ဆိုပြီးသားပါလိမ့်မယ်နော်ကျေးဇူးပါ